မန်ယူတသိန်းလုံးသာဝယ်ယူလို့ရတဲ့ငွေနဲ့မိုဘိုင်းလက်ကျန်ကို sorry ကရေနံတထေးတွေကဝယ်ယူသွားခဲ့ပါပြီလာမယ့် AB လမှာ sorry ကစတင်ကြိုက်တယ်သွားမယ်လို့တော့သိရပါတယ်မွန်တိုးအနေနဲ့ကတော့ developer အနေနဲ့ mobile legend game မှာဆက်ရှိနေမှာဖြစ်ပါတယ် sorry ကဝယ်သွားခဲ့တာကြောင့်ကောင်းတဲ့ချက်တွေစိုးတဲ့အချက်တွေဆိုပြီးတော့ရှိနေမှာဖြစ်ပါတယ်ကောင်းတဲ့ချက်အနေနဲ့ M7 က1 million price pool ပေးခဲ့တဲ့မွန်တိုးအနေနဲ့ sorry ကိုင်တွေတဲ့အနေမှာ price pool အနေနဲ့3 million နဲ့5 million နဲ့ဒီဖြစ်လာနိုင်တယ်သူချင်းမွေတော်တော်လေးများလာကြောင်းစောတဲ့ကစားသမားတွေအနေနဲ့များပြားလာဖို့တော့ရှိတယ်။ Euro နိုင်ငံဒီမှာလေAmbia အသင်းတွေအများအပြားပေါ်ထွန်းလာဖို့တော့ရှိတယ်။ဒါပေမဲ့မြန်မာ e-sport ဘိုင်းကိုကြည့်မယ်ဆိုရင်တော့အရင်လိုမျိုး player တွေပေါ်ထွန်းမှုတွေရှိလာနိုင်ပေမဲ့ခုအနေထားမှာအရင်ကြီးနေကြနေတယ်။ player တွေအတွက်ငွေကြေးပြဿနာ sponsorship တွေနီးပြပိုင်းလိုအပ်ချက်တွေဟာအများကြီးရှိနေပါသေးတယ်။အာရှမှာအင်ဒိုဖိလစ်ပင်းမလေးရှားတို့ကအဓိကဖြစ်နေပြီးဂျပန်ထိုင်းတို့က e-sport ဘက်ကိုတော်တော်လေးဝင်ရောက်လာတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ကျွန်တော်လိုချင်နေတဲ့ M series မှာနှစ်စလော့စာရရှိဖို့ကမတေချာတော့တဲ့အတွက်အများကြီးစူးစမ်းဖို့တော့လိုအပ်မယ်။နှစ်စလော့စာအတွက်ကိုတော်တော်လေးရုန်းကန်ရနိုင်ခြေရှိပါတယ်။ Brother အနေနဲ့ဘယ်လိုမြင်လဲ Brother ရဲ့အမြင်တွေကိုပြောပြပေးသွားလို့ရပါတယ်ကျွန်တော်က channel ဒီကအစီအစဉ်တင်ဆက်သူ DB ပဲဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ပါအောင်မယ် like and subscribe လေးလုပ်သွားပြီးဖို့တောင်းဆိုလိုက်ပါတယ်ဗျာ